ရေးပေါ်အခြေအနေမှာထိခိုက်ခံစားရတဲ့ပြည်သူတွေကိုသူတို့ရဲ့ဒုက္ခတချို့တစ်ပိုင်းကိုကူညီဖြည့်ရှင်းဖို့အတွက်ရည်ရွယ်ပြီးတော့မှဒီ NFI ဖြစ်တွေကိုပြင်ဆင်ထားခြင်းဖြစ်ပါတယ်။ဒါကတော့တာပေါ်လင်ဖြစ်ပါတယ်။ယာယီအမိုးအကာအဖြစ်ဖန်တီးနိုင်ဖို့အတွက်ရည်ရွယ်ထားပါတယ်။ဒါကတော့ရေတန့်စီးပြပါ။နောက်တစ်ခုကတော့လီတာ20ဝင်ဆက်နဲ့ကျွန်တော်ရေဖိုးသဘုံပါပါတယ်။ဒီတန့်လီတာ20ဖြော်ဆက်လို့ရပါတယ်။ဒါကတော့ကျွန်တော်ဂျယ်ရီကန်ရေဖိုးပေါ့နော်။ရေတန့်ဖြော်ဆက်ပြီးသားတန့်ရှင်းတဲ့ရေကိုကျွန်တော်ထည့်ဖို့ဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်ဆောင်းတဲ့ချိန်မှာဖြစ်ပါတယ်။ယာတီဥရုတန်ကိုခံနိုင်ဖို့နဲ့ချင်းကြောင့်ဖြစ်လာမဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်ရည်ရွယ်ပါတယ်။တစ်ပတ်ဆိုရင်လည်းကျွန်တော်6ထည့်ထည့်ထားပြပါတယ်။မျိုးသမီးအတွင်းကန်က9ထည့်ပါပါတယ်။မျိုးသမီးလားစင်တော့9ထုတ်လည်းကျွန်တော်ပါပါတယ်။နောက်တစ်ခုကတော့ကျွန်တော်မီးကျစ်ပေါ့နော်။ခေါင်းဝီးနဲ့မီးကျစ်နောက်တစ်ခုကတော့ကျွန်တော်တော့တိုက်စီ3ခုနဲ့တော့တိုက်တန်6ချောင်းပါဝင်ပါတယ်။ကိုယ်တိုက်ဆက်ပြရှစ်ခဲကိုလည်းကျွန်တော်အရေးပေါ်အခြေအနေမှာသုံးဆွဲလို့ရအောင်ကျွန်တော်ထည့်သွင်းထားပါတယ်။